ကိုကတော့ဒီမှာဝမ်းသာစရာကြီးပေါ့နော်ရေဘေးအတွက်ပေါ့နော်စက်ထမ6ချိန်မြောက်ရေဘေးအလူကြီးပဲဖြစ်ပါတယ်အခုကတော့ဒီဟာမတီငွေပေါ့နော်သိန်း100နဲ့မှ50ပေါ့နော်ကျန်တဲ့ပစ္စည်းတွေဗာပစ္စည်းတွေပါလဲဆိုတာတစ်ခုချင်းတခြားလေးလိုက်ပြမယ်ပေါ့နော်ဒီမှာကျတော့ဒီမှာခောက်ဆွဲဖာတွေပေါ့တအူးကိုဒီလိုမျိုးတက်ဖာပေါ့နော်အဲ့လိုမျိုးတက်ဖာပေးမှာပေါ့နော်ဒီဟာကျတော့လုံးဝမုတ်တွေလားမိုင်းမုတ်တွေတေချာမထုတ်ထားတော့ပြီးမှတေချာထုတ်ပြီးစီမှာဆိုတော့ဒါကြလုံးဝမုတ်တွေပဲဖြစ်ပါတယ်ဟိုဒီတစ်ခေါက်ကကျတော့တချို့ကျတော့အဲ့လိုမျိုးအားဖြည့်အချွေကြီးလေးထည့်ပေးပါဆိုလို့ဒီမှာအားဖြည့်အချွေကြီးလေးထပ်ထည့်ပေးတယ်ပေါ့နော်ဒီမှာကျထုံးစံတိုင်းမပါမဖြစ်စံတော့ပါမယ်ဘာလို့ဆိုတော့နောက်နေ့ချက်စားဖို့အတွက်စံလိုတယ်ဒါစံပေါ့နော်အဲ့ရာကြော်တယ်စံနဲ့စီကတော့မပါမဖြစ်ပေါ့နော်ဒီမှာစီထည့်ပေးထားတယ်ဟာဒီမှာငါးတစ်တာကတော့အလွယ်ဖောက်လို့စားလို့ရအောင်ဆိုပြီးငါးတစ်တာကလည်းပုံမှန်အတိုင်းလူတဲ့ထဲမှာအမြဲပါတယ်ထည့်ပေးထားတယ်ပြီးလို့ရှိရင်ဒါကကျတော့အခုစက်ပြပေါ့နော်ဝစ်လျှော်ဖို့ဘာဖို့ညာဖို့ပေါ့နော်တချို့ကျတော့အိမ်တွေကိုအကုန်မြုပ်သွားတယ်တချို့ကျအဝတ်စားတွေဘာတွေပြန်လျှော်ခြင်းတယ်ဆိုလို့ရှိရင်ဒီဟာပေါ့နော်ဝစ်လျှော်ဖို့အတွက်ဒါလေးထည့်ပေးထားတယ်ပြီးတော့ဟာဒီမှာဖက်နက်ဆိုလို့ရှိရင်လည်းလုံးဝရာကြော်တယ်300လောက်ရှိတယ်ဒီဖက်နက်ဆိုလို့ရှိရင်လည်းဖက်နက်တွေလည်းထည့်ပေးထားတယ်ပေးလို့ရအောင်ပေါ့ပြီးတော့နောက်ထပ်အလူရှင်တွေကပြောတယ်စက်ပြလေးထည့်ပေးပါဆိုတာနဲ့ဒီမှာဟာဒီမှာအမွေခဲထည့်ပေးထားတယ်အမွေခဲတွေထည့်ပေးထားတယ်ပြီးလို့ရှိရင်အကုန်လုံးကဟိုမိုးတော်ထဲမှာနေရတာဆိုတော့လေမိုးရေတွေထဲမှာနေရတာဆိုတော့အေးမီနာစီဖြစ်တက်လို့ဆိုပြီးတော့ဒီမှာဟိုအေးမီနာစီပြောက်တဲ့ဒီကိုချင်းလေးပါလေးထည့်ပေးထားတယ်ဟာဒါကျတော့အစာကြေးဈေးပေါ့နော်ဟိုအစာကြေးဈေးတချို့ကျတော့အလူတန်းနေလာတော့စားကြမှာပဲလေအဲကြောင့်မလို့အစာကြေးဈေးလေးထည့်ပေးထားတယ်ပြီးတော့ရေလွှမ်းနေတဲ့နေရာတွေပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်လို့ကကြတော့ဝမ်းပြက်ဝမ်းချောတွေဖြစ်ကြတယ်လို့ပြောတယ်အဲဒါကြောင့်မလို့ဒီဓာတ်စားထုတ်လေးတွေကိုလည်းတက်နိုင်တဲ့လောက်ပေါ့နော်တအိမ်ကိုအထုပ်10ထုပ်ဆိုလဲ10ထုပ်ပေါ့နော်အဲ့လိုတိချာလေးထည့်ပေးမှဖြစ်ပါတယ်နောက်ထပ်ကတော့ဒီမှာနောက်ထပ်ကကြတော့ဗာလဲဆိုတော့ဒီမှာတပတ်ပေါ့နော်ဒီလိုတပတ်တွေရာကြော်တယ်ပေါ့နော်တပတ်တွေထည့်ပေးထားတယ်ပြီးတော့ဒီမှာကျတော့ဟိုရန်ကုန်ကနေပြီးတော့အလူရှင်ပို့ပေးထားတာပေါ့နော်ရန်ကုန်မြို့ကနေပြီးတော့ဒါဟိုဒီမေဘယ်29နဲ့မိတ်ဆွေတငယ်ချင်းတွေကနေပြီးတော့ဒီလိုအဝတ်စားတွေပို့ပေးထားတယ်အဝတ်စားဆိုလဲ400ကျော်ထီးတွေပါမယ်အုတ်ထုပ်တွေပါမယ်ပေါ့နော်သူတို့ကအဲ့ဒါရန်ကုန်ကနေပို့ပေးထားတာနောက်ထပ်ဒီမှာကျတော့ပြူကန်ကျေးရွာကိုစော်မင်းအောင်မမြင့်စမ်းမိသားစုမှာအင်ကြီးဝစ်တယ်430မှ5တယ်ပေါ့လုံးဝသူတို့က export တယ်တွေအသက်တွေပေါ့လုံးဝအသက်ချက်ချွတ်တွေအကုန်လုံးသူတို့ပို့ပေးထားတာလူဖို့ဆိုပြီးတော့ဒါကြတော့တခြားလူရှင်တွေပေါ့နော်ပြီးတော့ဒါစုပေါင်းဖြူတို့လူတဲ့စုပေါင်းအလူတွေပဲဖြစ်ပါတယ်အလူရှင်တယောက်ချင်းစီကိုလည်းတမီပီတိဖြစ်သွားအောင်ပေါ့နော်တမီတယောက်ချင်းနာမည်လေးပြောပေးပါမယ်လောလောဆယ်တော့မိသားစုနဲ့အတူတူဒီဟာကိုတယောက်ကိုတစ်မျိုးစီပေါ့နော်သေချာလေးထုတ်ပိုးရမှာပဲဖြစ်ပါတယ်လူရှင်တွေဝမ်းသာဖို့အများလေးပြီးကမြတ်တာဖို့ဇမ္မာဖို့ရေးချမ်းသာဖို့ရေးမူဒီတာစိတ်လေးထားလို့ဝိမာန်တွေတူဆောင်လို့ဖြူရောင်လေးကိုစင်မြန်စို့ဖြူရောင်လေးကိုစင်မြန်စို့တန်ငယ်အိခါဝစီကမြတ်တာရမ်လျှောရွှဲလို့ကောင်းလို့ခုံလို့နှစ်ထည့်ရော့တပတ်တစ်ထည့်ဟောအေးဟုတ်တယ်ဟာဒါတိုက်ကိုဇက်တိုက်ကိုသွားမှရတယ်ဒီကရောင်းရသေးတယ်ဒီကရောင်းကားဝက်ရှော့ကလည်းမနက်ပိုင်းပိတ်လိုက်ရလို့ဟိုမကားစီရဝက်ရှော့ကလည်းမနက်ပိုင်းပိတ်မိသားစုအင်ကဒါတော့မလောက်ချင်လူကုန်ရှိမလောက်တာနော်လူကုန်မလောက်